တကယ်လို့ United တာ FA ဖလားရသွားခဲ့မယ်ဆိုရင်ဒီဟာဒီမှာအောင်မြင်လို့သတ်မှတ်ရမလား United ဟာပြီးခဲ့တဲ့ရာသီတုန်းကလည်း Europa League Final တွေတက်ရောက်ခဲ့ပြီးတော့ Spa အသင်းကိုရှုံးနေခဲ့တာကြောင့်သာဒုတိယနဲ့ကျင်းနေပြီးတော့ Champions League ဝင်ခွင့်နဲ့ဆုံးရှုံးခဲ့ရတာပါအဲ့ရှင်းနေရာသီကိုကြည့်မယ်ဆိုရင် United က Eric Ten လက်ထက်မှာကာရာဘောင်းဖလားရခဲ့တယ် FA ဖလားရခဲ့တယ်ဒါကိုကြည့်ချင်းအပြင် United ဟာတရားသီကို Final တစ်ခုလောက်အနည်းဆုံးတက်နိုင်ခဲ့လို့ပြောမှာပါလက်ရှိမှာ United အမှတ်ပေးစရာရည်တည်မှုအရ Premier League ဖလားကိုရရှိဖို့ဆိုတာကအတော်လေးကိုခက်ခဲသွားပြီးမဖြစ်နိုင်တော့ဘူးလို့တော့ပြောရမှာပါဒါပေမဲ့ United အတွက်ဖလားမျှော်လင့်ချက်ကရှိနေပါသေးတယ်အဲ့ဒါပါတော့ဒီနေ့ည Brighton နဲ့ကစားမဲ့ FA ဖလားပါပဲ United ဒီညမှာ Brighton ကိုအိမ်ကွင်းမှာအခက်ကစားသွားရမှာဖြစ်ပါတယ်ဒီပွဲဟာ United အတွက်တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ် United ဟာရာသီစာတုန်းက Grimsby Town အသင်းကိုရှုံးနေခဲ့ပြီးတဲ့နောက်ကာရာဘောင်းဖလားကနေထွက်ခဲ့ရတယ်လို့ Premier League မှာလည်းမျှော်လင့်ချက်မရှိတော့ပါဘူးဒီကြားထဲဘာဥရောပပွဲမှာကန်ခွင့်မရခဲ့တာကြောင့် United အတွက်ဒီရာသီမှာမျှော်လင့်စရာတစ်ခုတည်းသောဖလားက FA Cup လို့ပြောရမှာပါဆိုတော့ FA Cup မှာ United က Brighton နဲ့ဆုံတွေ့ခဲ့ပူပါတယ်ပရိသတ်တို့မှတ်မိမလားမသိဘူး United တို့ဒီ FA ဖလားကိုနောက်ဆုံးချိန်ရယူခဲ့စဉ်တုန်းက Semi Final မှာ Brighton နဲ့တွေ့ဆုံခဲ့ပြီးအဲ့တုန်းက penalty အဆုံးဖြတ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်ခဲ့တာပါ United ကဒီရာသီမှာလည်း Brighton နဲ့တွေ့ဆုံခဲ့ပြီးတော့အဲ့တုန်းကတော့အိမ်ကွင်းမှာ၄ဂိုးတဂိုးနဲ့နိုင်ရရှိခဲ့တာပါ United အသင်းတို့အဲ့ဒီပွဲစဉ်မှာ Matthias Cunha ဒီ Brian Mbeumo တို့ကအထူးခြေစွမ်းပြခဲ့ပြီးတော့သူတို့တင်ရောက်ရဲ့သွင်းဂိုးတွေနဲ့အတူ Casemiro ကသွင်းဂိုးတဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဒါကိုကြည့်ချင်းအပြင် Brighton အသင်းဟာဒီရာသီမှာ United အသင်းကိုမရှင်နိုင်ဘူးလို့ပြောရမှာပါဒါပေမဲ့နောက်ဆုံးထိတဲ့တွေးဆုံမှု9ချိန်ကိုပြန်ကြည့်မယ်ဆိုရင်တော့ Brighton အသင်းဟာ United အသင်းကို3ချိန်ထိနိုင်ရရှိခဲ့ပြီးတော့ United အသင်းကတော့2ချိန်သာနိုင်ရရှိထားတာကိုမြင်တွေ့ခဲ့ရပါတယ်ဒီနှစ်သင်းနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲရလဒ်ကိုပြန်ကြည့်မယ်ဆိုရင် United ကနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ Newcastle တသင်းနဲ့ကိုနိုင်ရရှိခဲ့ပြီးတော့ Villa အသင်းကိုရှုံးနေကနောက်ဆုံး3ပွဲဆက်တေးကြားထားပါတယ်Villa အသင်းကလည်း United နဲ့ရလဒ်မတင်းမရင်ဖြစ်နေပြီးတော့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ Burnley အသင်းနဲ့ကိုသာနိုင်ရရှိခဲ့ပြီးတော့ Arsenal ကိုရှုံးနေက Man City ဝင်ဆန်းနဲ့ Sunderland တို့ကိုတေးကြားထားတာဖြစ်ပါတယ်လက်ရှိအနေထားရ United အသင်းဟာအဓိကကစားသမားတော်တော်များများပြန်လာပြီလို့ပြောရမှာဖြစ်ပါတယ် United အသင်းရဲ့ဒီဒဏ်ရာရကစားသမားတွေဖြစ်ကြတဲ့ Bruno Fernandes, Mason Mount, Kobe Mainoo တို့အပြင် Harry Maguire အစဒီပွဲမှာပြန်လည်ပါဝင်လာမှာဖြစ်ပါတယ် Brighton ကလည်းအဓိကကစားသမားအစုံတွေနဲ့ပွဲထွက်လာမှာပါဒါပေမဲ့ United အတွက်အားတက်စရာတစ်ခုကနီးပြ Fletcher လက်ထက်မှာ United ဟာအရင်လိုနောက်တန်း3ယောက်ကစားခွင့်နဲ့ကစားမှာမဟုတ်ဘဲနဲ့နောက်တန်း4ယောက်ကစားခွင့်နဲ့ပြန်လည်ကစားမှာပါပြီးခဲ့တဲ့ Fletcher ရဲ့ပွဲအတွက်ဖြစ်တဲ့ Burnley နဲ့ပွဲစဉ်မှာတော့ United အသင်းဟာတစ်ဖက်တစ်ဂိုးစီတေးရလနဲ့ခြေနဲ့ခဲ့ရတယ် United အနေနဲ့ခြေစွမ်းပိုင်းရောက် Burnley အသင်းကိုအသာစီးကစားနိုင်ခဲ့ပေမဲ့အဆုံးသက်ပိုင်းအားနည်းချက်တွေနဲ့အတူနောက်တန်းကစားသမားတွေရဲ့ပေါ်ရောက်မှုတွေကြောင့်ခြေပါဂိုးတွေပြန်ပေးလိုက်ရပြီးတော့တေးတမက်နဲ့ခြေနဲ့ခဲ့ရတာပါအခုတော့ဒီပွဲစဉ်မှာဒီလိုမျိုးလုံးလို့မရပါဘူးနောက်ပြီးတော့ United ရဲ့တတိထားမှာတခုကဒီ FA ဖလားတတိယဆင့်ပွဲစဉ်တွေမှာ VAR အသုံးပြုမှာမဟုတ်ပါဘူးဒါကြောင့် United ဒီချက်ကိုကောင်းကောင်းကြည့်တတိထားဖို့တော့လိုပါတယ်United အနေနဲ့ Brighton ကိုမနိုင်စရာအကြောင်းတော့မရှိဘူး။ဒါ့အပြင်ဒီပွဲဟာကနဦးလုံးကပြောခဲ့သလိုပဲနိုင်ကိုနိုင်မှရမယ်ပွဲပါ။တကယ်လို့ United အနေနဲ့ဒီ FA ဖလားမှာ Brighton ကိုအရေးနေပြီးတော့ Solskjaer ထွက်ခွာခဲ့ရမယ်ဆိုရင်ဒီဟာဒီခွက်ပြဖို့ကတေချာတော့ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့စန့်ကျင်ဘက်အနေနဲ့ FA ဖလားသာရောက်နိုင်ခဲ့မယ်ဆိုရင်တော့ United အသင်းအနေနဲ့ဒီဟာဒီမှာဥရောပဝင်ခွင့်တနေရာကိုတော့စုပ်ကိုင်ထားနိုင်တယ်လို့ပြောရမှာဖြစ်ပါတယ်။ကျွန်တော်အမြင်ကတော့ United အသင်းအနေနဲ့ Brighton ကိုအပြန်အလှန်သွင်းဂိုးတွေနဲ့ကတ်နိုင်သွားတယ်လို့တော့ယူဆမိပါတယ်။ United 2-1 Brighton ဒါမှမဟုတ် United 3-2 Brighton လောက်ဖြစ်သွားမယ်လို့ထင်ပါတယ်။ United ပရိသတ်တွေကဒီပွဲရလဒ်ဘယ်လိုဖြစ်လာမယ်လို့ထင်လဲအောက်က comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်။